လင်းမီတကယ်ပဲဒီလောက်ထိရုပ်ဆိုးသွားရတော့မှလားလူတိုင်းကိုတောင်းပန်လိုက်ပါလားသူတို့နင့်ကိုခွင့်လွှတ်ကြမှာတေချပါတယ်နင်းသိတဲ့အတိုင်းဒီကြားရွာကဒီတီဝီပင်တွေကိုအခုမှစိုက်တာလေပထမဆုံးအသီးနှံကအရေးသွေးအကောင်းဆုံးဖြစ်မှာမဟုတ်ဘူးပြီးတော့နင်းသားပစ္စည်းမပို့နိုင်ရင်ပြဿနာကြီးတက်လိမ့်မယ်ငါပစ္စည်းမပို့နိုင်မှာကိုမင်းကစိုးရိမ်နေတာလားဒါမှမဟုတ်မိမိသားစုရဲ့တီဝီတီတွေတောင်ပေါ်မှာပုတ်ကုန်မှာကိုစိုးရိမ်နေတာလားလင်းငါကိုဘလို့များဒီလိုပြောရတာလဲငါဘလို့လူမျိုးလဲဆိုတာနင်မသိဘူးလားဒါဆိုမင်းရောငါဘလို့လူလဲဆိုတာမသိဘူးလားအဲ့ဒါဆိုဘာလို့ငါဘက်ကနေဝင်မပြောပေးခဲ့တာလဲအဲ့ဒီအစာမင်းကရွာသားတွေနဲ့ပေါင်းပြီးငါ့ကိုကြောချမ်းတော့ကြောသားနဲ့ထူခဲ့တယ်ငါရဲ့စာချုပ်အကြောင်းကိုတော့လူတိုင်းသိအောင်မင်းလုပ်ခဲ့သေးတယ်အဲ့ဒီတုန်းကရွာသားတွေရဲ့အသီးတွေကိုအရင်ဝယ်ဖို့ငါ့ကိုပြောခဲ့တာမင်းပဲလေသဘောထားလေးလိုက်တာခုတော့မင်းစတင်ပြီးစိုးရိမ်တင်နေပြီမိမိသားစုပိုင်တဲ့ဧကပေါင်းများစွာကအသီးတွေကိုဘာဆက်လုပ်ရမလဲဆိုတာငါကိုဂယုစိုက်ပါဝန်ချန်ကတကယ်ပဲအဲ့ဒီလောက်မိုက်မဲတာလားဒါမှမဟုတ်ဝန်ဟန်ဒါမှမဟုတ်သူမရဲ့မိသားစုကတွန်းအားပေးခဲ့လို့လားဆိုတာလင်းကြီးကတော့သူမနဲ့ဘယ်တော့မှထပ်ပြီးပတ်သက်တော့မှာမဟုတ်ပါဘူးသူမလိုလူမျိုးကိုတစ်သက်လုံးကူညီပေးခဲ့ရင်တော့ဘယ်တော့မှကျေးဇူးတင်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူမရဲ့စရိုက်ကပုတ်ခတ်နေလို့ပါပဲဒါပေမဲ့သူတို့မသိခဲ့တာကလင်းမီထွက်သွားတဲ့အချိန်မှာပဲဝန်ကြားရွာရဲ့အိမ်မက်ဆိုးကအခုမှစတင်တော့မယ်ဆိုတာပါပဲဟယ်လိုမစ္စတာလင်းတန်ဘက်ခါဆိုရင်ခမရဲ့ဒုတိယအတုပ်ကီဝီတီတွေဈေးကွက်ထဲရောက်မဲ့ရက်ပဲအဲ့ဒီအတီးတွေအချိန်မီရောက်လာမှာမဟုတ်လားမစိုးရိမ်ပါနဲ့မစ္စတာလင်းအချိန်မီရောက်အောင်ပို့ပေးပါမယ်အရေးသွေးရောအရေးအတွက်ပါအာမခံပါတယ်ရိုးရိုးသားသားပြောရရင်သူကိုယ်တိုင်တော့တေချာမသိပါဘူးလီကြားရွာရဲ့ကီဝီတီအရေးသွေးကဘယ်လိုနေမလဲဆိုတာသူလုံးဝမသိခဲ့ဘူးဘာပဲဖြစ်ဖြစ်ဒါကသူတို့ရဲ့ပထမဆုံးအတီးနှံလေရွာသူကြီးတစ်ပေါင်ကိုတရွံဆိုတာကျွန်တော်ရဲ့နောက်ဆုံးဈေးပဲတကယ်လို့ခမရတို့ဘာသာတထောင်ချင်းမျိုးကိုတည်သွားမယ်ဆိုရင်အကုန်ပုတ်သွားတဲ့အချိန်ထိရောင်းရဖို့ဘယ်လောက်ကြာမလဲကျွန်တော်တတိမပေးဘူးလို့မပြောတဲ့တောင်းယူစကားတွေဒီအတီးတွေကိုအသိပညာအခြေခံကြဆုံးနီလန်းတွေနဲ့စိုက်ပျိုးထားတာငါတို့ဂယုတစိုက်ပျိုးခဲ့တယ်မြေဩဇာ၄ချိန်ကျွေးခဲ့တယ်ပြီးတော့ပိုးမွားတဲ့ယောဂတွေကိုလည်းတေချာထိန်းချုပ်ခဲ့တယ်အတီးလေးတိုင်းကကြီးပြီးချိုတယ်ဒါတွေကလုံးဝအယောင်ရဆုံးအတီးတွေပဲတပေါင်းတရွံဆိုတာငါတို့ရဲ့မြေဩဇာပိုးတောင်ပြန်မရဘူးမင်းကငါတို့ကိုတတ်ဖို့ကြိုးစားနေတာလားအဲ့ဒီအတုံးမကျတဲ့စကားတွေလာမပြောနဲ့မယောင်းရရင်အတီးတွေဘယ်လောက်ကောင်းကောင်းပါလို့ရမှာလဲမယောင်းမှုဆိုရင်လည်းပုတ်သွားပါစေတော့တောင်ပေါ်မှာရွာကဆင်းရဲပါတယ်အစိုးရရဲ့အကူအညီနဲ့တရွာလုံးကအစင်းမြင့်အသားနီတီဝီတီတွေကိုစိုက်ပျိုးခဲ့ကြတယ်သူတို့ရဲ့ဘဝတွေနောက်ဆုံးတော့နည်းနည်းပိုကောင်းလာတော့မယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့သူတို့မှာအယောင်လမ်းကြောင်းတွေမရှိခဲ့ဘူးလီကြားရွာကခေါင်းနေပြီးတော့အတီးတွေဘယ်လောက်ပဲကောင်းကောင်းလာဝယ်မဲ့သူတယောက်မှမရှိခဲ့ဘူးတရွာလုံးကတီဝီတီတွေကိုရောင်းချဖို့မျှော်လင့်နေကြတာပါစောင်းတွင်းအတွက်ဆံဝယ်ဖို့နဲ့အဝတ်စားသစ်တွေရဖို့လေအကယ်လို့အတီးတွေကမရောင်းရဘူးဆိုရင်စောင်းတွင်းကိုသူတို့ဘယ်လိုကြိုဖြတ်ကြမလဲ၃နှစ်တာစူးစမ်းပန်းစားလုပ်ခဲ့ရတာတွေကတကယ်ပဲအလကားဖြစ်သွားတော့မှလားရွာသူကြီးသွားကြည့်လိုက်ပြီးတပေါင်းကိုတရွံစည်းနဲ့လက်ခံတော့မဲ့အချိန်မှာပဲလင်းကြီးရဲ့ကားကရွာထိပ်ကိုဆိုက်ရောက်လာခဲ့တယ်သူဆင်းလာတဲ့အခါမှာအကြီးကြီးတွေဖြစ်တဲ့တောင်းတွေကိုသူမြင်လိုက်ရတယ်လှပတဲ့ကီဝီတီတွေရွာသူကြီးရှိမှအဝေးကနေမြင်နေရတယ်မင်္ဂလာပါရွာသူကြီးကျွန်တော်ကလင်းပြီပါခမများတို့ရွာကကီဝီတီတွေမှဲ့နေပြီလို့ကြားလို့လာကြည့်တာပါရွာသူကြီးကိုသူ့ကိုယ်သူမိတ်ဆက်ပေးပြီးတဲ့နောက်သူကအပြေအဝမှဲ့နေတဲ့အသားနီကီဝီတီတစ်လုံးကိုမြည်ဆန်းကြည့်ခဲ့တယ်ညင်ညင်တာတာလေးညှစ်လိုက်ုံနဲ့အခုံကအကျော်အတိုင်းကွဲရသွားပြီးချုံမြင်နဲ့လက်ဆက်တဲ့ရနံ့တွေပြန့်လွင့်လာတယ်လင်းရီတကိုက်ကိုက်လိုက်တော့တတိရည်တွေကသူ့ရှာပေါ်မှာပောက်ကွဲသွားတယ်အချင်းတက်နည်းနည်းလေးတောင်မပါဘူးတန့်ရှင်းစင်ကြဲတဲ့အချိုးတက်ပဲရှိတယ်လီကြားရွာရဲ့ကီဝီတီတွေကဝင်ကြားရွာကဟာရီထက်တောင်ပိုကောင်းနေပါလားလင်းရီကချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်တယ်သူဒီအသီးတွေကိုဝဲခြင်းနဲ့ကျွန်တော်ယူမယ်စောစောကတထေးကတပေါင်းကိုတရွံပေးတယ်မလားကျွန်တော်တရွံမပေးဘူးဟာမြင်လားသူကတရွံတော့မပေးဘူးတဲ့အခုချိန်ကီဝီတီပေါက်ဈေးကအဲ့ဒါပဲလို့ငါပြောတာပဲဒါပေမဲ့မင်းတို့ကငါ့ကိုမယုံဘူးဒါအပြင်မင်းတို့ရွာကအရန်ခေါင်တယ်ဘယ်သူကဒီအထိလာခြင်းပါလဲလမ်းမှာနေအသီးတွေအကုန်ပျက်စီးကုန်မှာပေါ့တောင်ပေါ်မှာပုတ်သွားတာကထိုင်ဆောင်နေလိုက်တော့ကျွန်တော်တပေါင်းကို3.5သူများ3ချက်ခွဲပေးမယ်ပါမင်းယူနေတာလားကောင်းလေးအခုကီဝီတီဈေးကွက်ကိုမင်းသိရောသိရလားမင်းဝယ်မှာတပေါင်း3ချက်ခွဲနဲ့မင်းပြန်ရောက်နိုင်လို့လားအဲ့ဒါခမများအလုံးမဟုတ်ပါဘူးကျွန်တော်ဝယ်ရရင်ပြန်ရောက်ဖို့နီးလန်းနဲ့တဘာဝကြကြရှိပြီးသားပါဒီလိုအယူမျိုးနဲ့လာတွေ့တာမင်းတို့ကံကောင်းတာပဲမစ္စတာလင်းကျေးဇူးပြုပြီးတစ်ခေါက်တော့ပြန်ပြောပါဦးတပေါင်းကို3ချက်ခွဲပေးပါလားစကားမပြောတာမဟုတ်ပါဘူးနော်ရွာသူကြီးအားလုံးပဲကျွန်တော်စကားမပြောတာမဟုတ်ပါဘူးတပေါင်းကို3.5သူများ3ချက်ခွဲပါခင်ဗျားတို့ရဲ့အသီးတွေကအခွန်ပါတဲ့အသားထူတယ်ပြီးတော့အချင်းတက်မပါပဲတန်ရှင်းတဲ့အချိုတက်ရှိတယ်ကျွန်တော်မြင်မှုသမျှကီဝီတီတွေထဲမှာအကောင်းဆုံးပဲအဲ့ဒီဈေးတန်တယ်ပေါ့လူငယ်လေးငါတို့လူကိုတွေကိုပြောအောင်ဒီတိုင်းရှောင်မပြောပါနဲ့3ချက်ခွဲဆိုတာဟိုလူလိန်ပေးတဲ့ဈေးတက်3ဆတောင်ပိုများနေတာငါတို့အသီးတွေကတကယ်ပဲအဲ့ဒီလောက်တန်လို့လားတပေါင်းကို3ချက်ခွဲငါမိသားစုကဒီနေ့တဧကကိုပေါင်း1000ကျော်ခူးရတယ်အဲ့ဒါဆို900မဟုတ်ဘူးလား9ဧကဆိုရင်18900ပေါ့ပြောင်းမှုစိုက်တာထက်အစတရပိုကောင်းနေပြီပေါ့ငါမိသားစုမှာဧက30ရှိတယ်4500လောက်ဖို့မရောင်းရဘူးလား4500ဆိုတာမယုံနိုင်တော့အောင်များပြတဲ့ပမာဏပါစင်းရဲတဲ့လီကြားရွာကရွာသားတွေအတွက်လေမစ္စတာလင်းအကုန်လုံးယူနိုင်တာတေချာရဲ့လားမစိုးရိမ်ပါနဲ့အကုန်လုံးရောင်းရအောင်ကျွန်တော်တေချာပေါက်ကူညီပေးပါမယ်ဒါပေမဲ့အရေးသွေးနဲ့အရေးအတွက်ကိုတော့အာမခံရမယ်အတီးသေးတွေအတွက်လည်းအဲ့ဒါတွေပါရောင်းရအောင်ကျွန်တော်ကူညီပေးပါမယ်ဒါပေမဲ့ဈေးကိုတော့တီးတန့်ပြန်တွက်ရလိမ့်မယ်လင်းဤကရိုးသားပြီးစိတ်လှုပ်ရှားနေတဲ့သူရှိကရွာသားတွေကိုကြည့်ပြီးပြုံးလိုက်တယ်ဝင်ကြားရွာကမလိုချင်တဲ့ကံကောင်းမှုတွေကိုလိုချင်နေတဲ့သူတွေအများကြီးရှိပါတယ်
မင်းကတော့ငါတို့ရဲ့ကံကောင်းစေတဲ့ကျေပွင့်လေးပဲကျေးဇူးတင်ပါတယ်မစ္စတာလင်းဒါပေမဲ့အယုတ်ဆိုးတဲ့အပိုင်းကိုကျွန်တော်ရင်ပြောထားမယ်နောက်ကြမှာဈေးတင်တာပဲဖြစ်ဖြစ်ပစ္စည်းဖြတ်တာပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်အခုပဲပြောပါကျွန်တော်ချက်ချင်းထွက်သွားပေးမယ်လေးကြီးကဝင်ကြားရွာမှာတစ်ကြိမ်အလောင်းခံရပြီးသားလေသူနောက်တစ်ကြိမ်ထပ်မကြုံချင်တော့ဘူးမစိုးရိမ်ပါနဲ့မစ္စတာလင်းတရွာလုံးရဲ့ဝင်ငွေကိုဖျက်တော့ဖို့ဘယ်သူများရန်ကားရဲရင်ကအဖိုးလီကပထမဆုံးစန့်ကျင်မဲ့သူပဲသူတို့ကိုရွာထဲကနေမောင်းထုတ်ပြီးဘယ်တော့မှပြန်လာခွင့်ပေးမှာမဟုတ်ဘူးဟုတ်တယ်အတိအကျပဲလေးကြီးရဲ့ရုတ်တရက်ဝယ်ယူမှုကစင်းရဲတဲ့လီကြားရွာတဲ့ကိုအလင်းတန်းတစ်ခုကြားရောက်လာတယ်လို့ပါပဲသူ့ရဲ့ကတိစကားကခိုင်မာပြီးရှင်းလင်းတယ်ကီဝီသီးတွေအကုန်လုံးကိုသူဝယ်မဲ့အပြင်အသီးသေးတွေကိုပါရောင်းပေးဖို့သူကဆန္ဒရှိနေသေးတယ်အဲ့ဒါကရွာသားတွေကိုစင်းရဲတွင်ကလွတ်မြောက်နိုင်မဲ့မျှော်လင့်ချက်ကိုမြင်တွေ့စေခဲ့တယ်အဲ့ဒီစိတ်လှုပ်ရှားမှုကသူတို့ရဲ့အယိုးထဲထိဆွဲနှက်နေတဲ့တောင်းတမှုတစ်ခုပါပုံမကောင်းမွန်တဲ့ဘဝတစ်ခုအတွက်စာလောင်မှုသိမ့်မှုပေါ့ရွာသူကြီးရဲ့ကြိမ်ဆုံမှုကတရွာလုံးရဲ့တူညီတဲ့ဆန္ဒပါပဲပြီးတော့ဒီအခွင့်အရေးကိုတန်ဖိုးထားတဲ့သူတို့ရဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီအခိုက်အတန့်မှာယူသားမှုနဲ့ယူသားမှုတို့ပေါင်းစုံသွားပြီးမျော်လင့်ချက်တွေကလီကြားရွာရဲ့မြေစည်းတော်မှာတိတ်ဆိတ်စွာအမြင့်တွယ်သွားခဲ့တယ်တတိခမ ्या ကူတာအယမ်းမြန်တာပဲခမ ्या ကကျွန်တော်တို့ထက်တောင်ပိုတော်နေသေးတယ်ခမ ्या တို့ကအတီးကောင်းတွေစိုက်တာကိုအတီးတွေကခိုင်ပါတယ်ဒါကြောင့်ခူးရတာလွယ်တယ်ဈေးကွက်ထဲရောက်သွားတာနဲ့တေချာပေါက်အကုန်ရောက်ရမှာပဲမြန်မြန်လောက်ကြဒီတောင်းပြေးသွားပြီးကားပေါ်အမြန်တင်နိုင်လေပတ်စံအမြန်ရလေပဲဒီနှစ်တော့အိမ်တစ်တွေစောင့်နိုင်တော့မယ်အားလုံးစက်ကြိုးစားကြဒီကားတစ်စီးပြေးသွားတာနဲ့ငွေတချို့ကိုအရင်ရှင်းပေးမယ်ဒါမှအားလုံးလက်ထဲမှာပတ်စံတချို့ရကြမှာစိတ်ချလိုက်ပါရွာသူကြီးငါတို့ဘာလုပ်ကြမလဲဒီလောက်များတဲ့ကီဝီသီးတွေကိုလက်လီရောင်းရုံနဲ့တော့ကုန်အောင်ရောင်းနိုင်မှာမဟုတ်ဘူးလင်းမီကိုသွားရှာရင်ကောင်းမလားဘာကိုကြောက်စရာရှိလို့လဲလင်းမီကအပြောကောင်းပြီးအယောင်တန်းကြောင်တချို့ကိုရှာတွေ့ထားရုံပါပဲမစိုးရိမ်ပါနဲ့မြို့ထဲမှာတီးရောင်းတဲ့လူတချို့ကိုငါသိတယ်မနေ့ပြန်ငါကားတစ်စီးငါပြီးမြို့ထဲကိုတကားလိုက်တဲ့သွားမယ်သူတို့ကိုကူးရောင်းခိုင်းမယ်ပြီးတော့အဲ့ဒီရောက်တုံးဖောက်တဲ့ကြီးတွေပါရှာလိုက်မယ်